fancy ကြမျိုးလဲမလို့ခြင်း simple ဖြစ်ပြီး style ကြမျိုးလဲတွေ့ကျင်တယ်ကဲဒါဆိုရင်ဘာရှိမလဲကဲအဲ့ဆိုရင်တော့လုံးဝစိတ်မပူနဲ့ရောနော် DM ရဲ့ဒီလိုရှိရှိနဲ့အထားကြတဲ့ classic 7 night တစ်လုံးကြောင့်ကိုပြသပေးတော့မှာဖြစ်ပါရဲ့ရှင်ဒီနိုင်လေးရဲ့ model နံပါတ်ကတော့ DN 7519 Albert ဖြစ်ပါတယ်နိုင်ရဲ့ထူးခြားချက်ကတော့ရိုးစနစ်တိုင်းပေါ်ပေါ်မှာရှင်းလင်းတဲ့ဘာသာနဲ့အခြေကိုမြင်တွေ့ရမှာဖြစ်ပြီးတော့အတွင်းတွင်လည်းဒိတ်ခွက်တစ်ခုပါရှိပါသေးရဲ့ဒီနိုင်ရဲ့အထူးချက်တစ်ခုကတော့ key size အနေဖြင့် 7.2mm ပဲရှိရတဲ့ကြောင့်မို့လို့အရန်မတူဘဲနဲ့ slim design ဖြစ်ပါတယ်ဒီနိုင်လေးကိုလက်ဖုံမှာဝတ်ထားတဲ့အချိန်မှာလည်းပို့ပါရဲ့ခံစားချက်ကိုရရှိနေမှာဖြစ်ပြီးတော့လက်ကောက်ဝတ်နဲ့လည်းတတိုင်းကျနေမှာဖြစ်ပါရဲ့ရှင်ဒီနိုင်လေးက water resistant အနေနဲ့လည်း 5 APM လောက်ပိုင်းဖြစ်ပါသေးတယ်ဒီနိုင်လေးက daily wear အတွက်အရင်အဆင်ပြေတဲ့နိုင်လေးတစ်လုံးပဲဖြစ်ပါရဲ့ရှင် outfit နဲ့လည်း light ဖတ်တယ် casual outfit တွေနဲ့လည်းဆိုင်ကြတယ်ကဲရိုးရိုးရှင်းရှင်းကြိုက်တဲ့လူတွေအတွက်ဒီနိုင်လေးကတော့လုံးဝ perfect choice ပဲเนาะ Dennis Martin ရဲ့နိုင်လေးတွေကိုတော့စက်နဲ့တကယ်ကိုကျူးရဝင်နေပေးထားပါသေးရဲ့ရှင် Dennis Martin ရဲ့ review video လေးတွေကိုဆက်တင်ဆက်ပေးအောင်ပါမို့လို့ Dennis Martin YouTube channel လေးကို like and subscribe လုပ်ထားကြဖို့မမေ့ကြနဲ့အောင်เนาะ Dennis Martin sign of profession